AMD Academy နည်းပညာ channel တွေကနေပြီးတော့မှကြိုဆိုလိုက်ပါတယ်အဲ့တော့ပထမအဦးဆုံးကဒီမှာဒေါ်လာလေးတွေနေ့စဉ်အလိုက်เนาะဝင်ငွေလေးတွေကိုကြီးစုနိုင်တဲ့နည်းလမ်းလေးကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့တနေ့တာဒေါ်လာဝင်ငွေဘယ်လောက်ရှိလဲဆိုတာကိုပြောပြမိပဲပေါ့နော်ဒီ channel လေးရဆိုလို့ဆိုရင် monetization အောင်တာကမကြသေးဘူးပေါ့နော်မကြသေးပေမဲ့ဒီမှာကဒေါ်လာတွေကတက်နေတာပေါ့နော်အဲ့တော့ဒီမှာကြည့်မယ်ဆိုလို့ဆိုရင်ဒါ73ရက်နေ့ပေါ့နော်73ရက်နေ့ကဒေါ်လာ0ပဲရှိသေးတယ်သူက14ရက်နေ့ကမှ monetization အောင်တာဆိုတော့ဒါ10ရက်ကြော်လေးပဲရှိသေးတယ်အဲ့ဒီ10ရက်ကြော်မှာဆိုလို့ဆိုရင်တနေ့ကိုပြန်ပြန်အားဖြင့်ဒေါ်လာနှုန်းနဲ့ဝင်တယ်လို့ပြောရမယ်ပေါ့နော်အဲ့တော့17ဒေါ်လာကျော်ရှိတယ်အဲ့တော့ဒီမှာဆိုလို့ဆိုရင်ဒါ14ရက်နေ့မှာ 0.4 ဒေါ်လာဝင်တယ်15ရက်နေ့မှာ 0.77 ဒေါ်လာဝင်တယ်16ရက်နေ့မှာတော့ 1.38 ဒေါ်လာဝင်တယ်1ဒေါ်လာကျော်တော့ဝင်တယ်19ရက်နေ့မှာဆိုလို့ဆိုရင်ဒါ 1.14 ဒေါ်လာကျော်ဝင်တယ်18ရက်နေ့မှာတော့ 0.29 ကျသွားတယ်เนาะအဲ့တော့ဒေါ်လာ 0.29 ပဲဝင်တယ်19ရက်နေ့မှာတော့1ဒေါ်လာဝင်တယ်20ရက်နေ့မှာဆိုရင် 0.46 ဒေါ်လာပဲဝင်တယ်21ရက်နေ့မှာဆိုရင် 0.88 ဒေါ်လာဝင်တယ်22ရက်နေ့မှာဆိုရင် 0.94 ဒေါ်လာဝင်တယ်23ရက်နေ့မှာဆိုတော့ဆိုရင် 0.61 ဒေါ်လာဝင်တယ်24ရက်နေ့မှာဆိုရင် 0.82 ဒေါ်လာဝင်တယ်25ရက်နေ့မှာဆိုရင် 0.14 ဒေါ်လာဝင်တယ်26ရက်နေ့မှာဆိုရင် 0.63 ဒေါ်လာဝင်တယ်29ရက်နေ့မှာဆိုရင် 0.60 ဒေါ်လာဝင်တယ်28ရက်နေ့မှာဆိုရင်1ဒေါ်လာဝင်ပါတယ်เนาะဒီလိုမျိုးလေးတွေနေ့စဉ်ဒေါ်လာလေးတွေဝင်နေတဲ့ YouTube channel လေးတစ်ခုထောင်ဖို့အတွက်ဆိုလို့ဆိုရင်ဒါ AMD မှာသင်တန်းတွေလာတက်လို့ရပါတယ် YouTube channel တစ်ခု YouTuber တယောက်ဖြစ်ဖို့အတွက်ရှောက်လန်းကျင်တဲ့သူတွေအတွက်ဒီ AMD မှာအကောင်းဆုံး plan တွေဆွဲပြီးတော့မှဒါသင်ပေးနေပါတယ်ပေါ့နော်အဲ့တော့အထူးသဖြင့်ဘယ်သူတွေအားထားလို့ရလဲဆိုလို့ဆိုရင်ဒါចောင်းသားလေးတွေအနေနဲ့လည်းចောင်းပရက်ဒီမှာသင်ယူရင်းနဲ့နှစ်တာ package အစီအစဉ်လေးတွေဆွဲထားပြီးပါတယ်အဲ့တော့ကွန်ပျူတာလုံးဝအခြေခံမရှိတဲ့သူတွေအတွက်ဆိုလို့ဆိုရင်ကွန်ပျူတာအခြေခံကနေစပြီးတော့မှသင်ပေးတယ်ပထမတစ်နှစ်မှာတော့ဒါ video editing သင်တန်းနေပြီးတော့ဆိုရင် YouTube နဲ့ပတ်သက်တဲ့ဒါ analysis တွေသူတို့ရဲ့စီမင်းစည်းကမ်းတွေအကြောင်းYouTube မှာဘယ်လိုမျိုးအကြောင်းအရာတွေကိုသင်ရမယ်နော်ဘယ်လိုမျိုး setting တွေကိုဒါဖတ်ရမယ်ဆိုတာကိုပထမအဦးဆုံးတစ်နှစ်မှာသင်ပေးတယ်ဒုတိယတစ်နှစ်မှာ channel စပြီးတော့မှထောင်ပေးပါတယ်ဒုတိယတစ်နှစ်မှာ channel တွေထောင်မယ်ကိုယ့်ရဲ့ channel ရဲ့ setting တွေကိုဖတ်မယ်နော်ကိုယ့်ရဲ့ channel မှာဗီဒီယိုတွေတင်တဲ့အခါမှာဖြစ်ပေါ်လာတဲ့အကြောင်းအရာတွေကိုဒါသင်ပေးတယ်သင်ပေးပြီးတော့ဆိုရင်အဲ့ဒီတစ်နှစ်အတွင်းမှာ monetization ရဖို့အတွက်ဆိုရင်6လကနေတစ်နှစ်ကြာပါတယ်အဲ့တော့6လအတွင်းမှာကံကောင်းလို့အောင်ရင်အောင်မအောင်ရင်တစ်နှစ်လောက်ထိကြိုးစားရတတ်ပါတယ်ဒါကြောင့်မို့နှစ် package ပေးထားတာဖြစ်ပါတယ်ပထမဆုံးတစ်နှစ်မှာသင်ခန်းစာတွေသင်ယူမယ်ဒုတိယနှစ်မှာ channel ထောင်ပြီးတော့မှအဲ့ဒီ channel ရဲ့တိုးတက်မှုနှုန်းတွေကိုဒါဖတ်တတ်အောင်သင်ပေးမယ်အဲ့ဒီနှစ်ပြီးတာနဲ့ YouTuber စဖြစ်ပြီ YouTuber စဖြစ်ပြီဆိုလို့ဆိုရင်ဒါဝင်ငွေတွေစတင်ရလာပြီပေါ့နော်နှစ်ပြီးသွားလို့ဆိုရင်တော့ကိုယ့်ဘာရင်ကိုယ့်ရဲ့ channel လေးကိုကြီးထွားလာအောင်ပြုစုပြိုးထောင်ရမှာကိုယ့်ရဲ့တာဝန်ဖြစ်သွားပြီပေါ့ဒါကြောင့်မို့ဒီ YouTuber လုပ်ငန်းကဆိုလို့ဆိုရင်ဒါကိုယ့်ရဲ့အသက်တွေကြီးလာတဲ့အချိန်ထိเนาะအဲ့တော့ဒေါ်လာတွေဝင်မယ်ဝင်ငွေတွေဝင်အောင်လို့YouTube channel တခုကတော့မဖြစ်မနေဒါထောင်ထားတဲ့အရာတခုဖြစ်တယ်ဒီ channel တွေကနေပြီးတော့မှကိုကနေ့စဉ်နေ့တိုင်းဒါငွေတွေဝင်မယ်အိမ်နေရင်တောင်မှ viewer တွေကြည့်နေတော့ရေကိုကငွေတွေရမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီလို channel လေးတွေကိုထောင်ခြင်းနဲ့YouTuber
ဖြစ်ချင်တဲ့ IT နည်းပညာနဲ့စီးပွားရေးရှာခြင်းနဲ့ဆိုလို့ဆိုရင်တော့ကျွန်တော်တို့ AMD ကိုဆက်သွယ်မယ်နှစ်နှစ် package ရှိမယ်ဒီနှစ်နှစ်အတွင်းမှာဆိုလို့ဆိုရင်ဒါသင်ရမယ့်အကြောင်းအရာတွေကိုလည်းရှင်းပြထားတယ်အသေးစိတ်သိချင်တယ်ဆိုလို့ဆိုရင်တော့ဒါ chat box ကနေပြီးတော့မှဆက်သွယ်မြင်မြန်နိုင်ပါတယ်